ကဘာပေါ်မှာလူသားတွေခြေမချဝလောက်အောင်အန်တီရများတဲ့နေရာတွေအများကြီးရှိပါတယ်။အဲ့ဒီထဲမှာမှတိမ်မင်းတမျှကြောက်စရာကောင်းတဲ့တောနယ်ကြီး10ခုကဘာတွေဖြစ်မလဲဆိုတာဒီနေ့မှပြောပြသွားမှာပါ။10မာဒါဂတ်စကာတောအုပ်မာဒါဂတ်စကာဂျန်ဂယ်ဒီကျွန်းကြီးရဲ့တောအုပ်တွေဟာကြည့်ရတာလှပြီးမဲ့တစင်ကြီးလို့ခေါ်တဲ့ဓားသွားလို့ထက်မြက်တဲ့ထုံးကြောက်တောင်ကြီးတွေဟာဝင်းကဘာတစ်ခုလိုရှိနေတာပါ။တစ်ချက်လေးချော်လဲလိုက်တာနဲ့အသက်အန္တရာယ်ဖြစ်နိုင်တယ်လို့ဒီတောထဲမှာပဲပျောက်ဆုံးသွားနိုင်တဲ့အထိလမ်းကြောင်းတွေကခက်ခဲပါတယ်ဗျ။ကိုစန်ဒါဘန်စ်ဒီရီတောစန်ဒါဘန်စ်အိန္ဒိယဘင်္ဂလားဒေ့ရှ်ဒီနေရာကတော့ကမ္ဘာအကြီးဆုံးဒီရီတောကြီးပါဒီမှာအန်ဒီရီအရှိဆုံးကတော့လူစားတဲ့ကြား man eating tigers တွေပါပဲဒီတောထဲမှာကြားချောင်းအသက်ဆုံးရှုံးရသူတွေဟာနှစ်စဉ်ရာနဲ့ချီရှိနေတာကြောင့်တကယ်ကိုတတိထားမနေရပါဗျရှစ်ဘော်နီယိုတောနဲ့ဘော်နီယိုချန်ကောဆောက်တီစီရှာအရှိတောင်အာရှရဲ့ဒီတောကြီးမှာအစိုးတက်ကအရန်မြင့်မာပြီးအင်းဆက်ပိုမွားတွေဟာလည်းပုံမှန်ထပ်ပိုကြီးကြပါတယ်အထူးသဖြင့်သွေးဆုပ်တဲ့ကျွတ်တွေအစိပ်ပြင်းတဲ့ကင်းမီကောက်တွေနဲ့မွေတွေကြောင့်တောထဲဝင်တဲ့သူတွေအတွက်တော့အိမ်မဆိုးပါဘူးခွန်ကွန်ဂိုမီခွာတော်ဒီတောကြီးဟာအာဖရိကရဲ့နှလုံးသားလို့တင်စားကြပေမဲ့အီဘိုလာလိုမျိုးပြင်းထန်တဲ့ရောဂါပိုးတွေရဲ့မြစ်ဖြားခံရနေရလဲဖြစ်ပါတယ်တော်ရိုင်းတရိတ်ဆန်တွေထက်မမြင်ရတဲ့ virus ပိုးတွေကပိုပြီးကြောက်စရာကောင်းနေတာပါဗျ6 Daintree တောအုပ် Daintree Rainforest Australia ကဒီတောအုပ်မှာဒိုင်နိုဆောခေတ်ကငှက်လို့တင်စားရတဲ့ cassowary ငှက်ချီတွေရှိပါတယ်သူတို့ရဲ့ကန်ချက်ကလူကိုသိစေနိုင်ပါတယ်နောက်ပြီးဂျင်ပီလို့ခေါ်တဲ့အပင်ကိုထိမိရင်လေမီးလောင်တယ်လို့မျိုးလာနေချီနာကျင်မှုကိုခံစားရမှာဖြစ်ပါတယ်ဗျကျွန်တော်ကတော့ကိုထပ်ပါအပိုင်းနှစ်ကိုစောင့်နေ like and follow လေးလုပ်ပေးခဲ့ပါနော်